ဝါကြီးဘောင်းမီကိုမှလေအရှိမေးထားတဲ့ကိုမတွေအရှိလေးတွေရောက်ပြီးတော့စိုက်ကြီးမယ်နော်ကိုမတို့ပေါင်ချိန်190 180အေးဆေးဝတ်လို့ရတဲ့စိုက်အကြီးကြီးကိုချုပ်ထားပေးတယ်ကိုမတို့နော်မကြည့်9ယောက်ပါရောင်လေးတွေတော့ရအောင်ယူမယ်ကိုမတို့တေချာလေးဖောက်ပြပေးမယ်တေချာလေးပြပေးမယ်ပထမဆိုရင်ကာလာလေးကတော့မင်းတို့9ရောင်လေးထည့်ထားပေးရပေါ့နော်စိုက်ကြီးမယ်ကိုမတို့စိုက်ကြီးမယ်မစိုက်ကိုဒါမျိုးအကြီးချုပ်ထားပေးတယ်ပေါင်ချိန်190 180လောက်ထိဝတ်လို့ရမယ်ပြီးတော့အောက်ကားလေးချုပ်ထားပေးတယ်ဘောင်းမီဆိုရင်လည်းလေအရှိက39ကွာတော့16ဒါအောင်မမင်းတို့ကစိုက်ကြီးကြီးလေးချုပ်ထားပေးပါတယ်ရှင်ဈေးနှုန်းလေးကလေဝါချီအသားအေးသားကိုမှ6900ကျပ်တဲ့ပဲယူပါကလာလေးကတော့ရွေးယူလို့မရအောင်နော်ကိုမတို့နော်ကလာစုံလေးထည့်ထားပေးပါတယ်တစ်ထည်အောင်မှ6900ကျပ်ပါ9တဲ့တွဲပဲထုတ်ထားပေးတယ်နော်ကိုမတို့9တဲ့ထုတ်မှဆိုဒါမျိုးကလာစုံလေးပါပါမယ်6900ကျပ်ပါဆိုင်မှာလည်းစိတ်ကြိုက်လာကြည့်လို့ရပါတယ်အယောင်ဝက်ချင်လည်းပို့ဆောင်ပေးရနော်ဒီမှာကျဒါမျိုးရှယ်ပေါင်ချိန်190 180ဝေးလို့ရမယ်ဝါချီပေါင်းပြီလေမျက်စိမှာရောက်ပါပြီရှင်ကျေးဇူးပါ